မက်ဆီဖန်တွေကိုငါတခုပြောမယ်ကွာအဲ့ဒါဘာလဲဆိုရင်ငါတို့ရိုနယ်ဒိုအကောင်းဆုံးလို့ထင်နေခဲ့တာကမက်ဆီကိုကွာအကောင်းဆုံးဖြစ်ပါလေရနဲ့မက်ဆီတက်သားတဲ့ဥမာကွာစကားရီလူပွဲမှာပေါ့နော်မင်းတို့စကားနိုင်လေးနဲ့နိုင်ချင်ုံတက်ပြောနေတယ်လို့ထင်မနေနဲ့ဘာလို့လဲဆိုတော့ငါတို့ကခရစ္စတီယာနိုရိုနယ်ဒိုအကောင်းဆုံးကစားသမားတို့တကယ်ကြီးကိုထင်တာဘာလို့ဆိုတော့ကွာငါတို့အကောင်းဆုံးထင်တာလီလေးခုမှာနော်မတူညီတဲ့လီတွေမှာအဲ့လိုမျိုးသွားကစားနိုင်တာကွာငါတော့အကောင်းဆုံးလို့ရိုနယ်ဒိုထင်တာကွာအေးပေါ့ငါအနေနဲ့ပြောတာပေါ့ကွာဒါပေမဲ့ CR7 ဖန်တွေတူညီတဲ့တစ်ချက်ကအဲ့လိုကန်းနောက်ပြီးကြတော့ကမ်းဘတ်တွေကွာ तू လုံနိုင်တဲ့ဟာတွေကိုငါတို့တော်တော်ကြီးကိုအံ့ဩတာကွာမက်ဆီအလိန်ခောက်တွေဒါတွေလုံနိုင်တာကိုငါတို့ချီးကျူးတယ်ဒါပေမဲ့တပွဲလုံးကိုခြုံပြီးတော့ကြီးလိုက်မယ်ဆိုရင်ငါတို့ရိုနယ်ဒိုတော့မကြိုက်ဘူးကွာအဲ့တကယ်ပြောတာမက်ဆီပွဲတဲ့ကြည်ဘူးတယ်ရိုနယ်ဒိုပွဲတဲ့ကြည်ဘူးတယ်တချို့လူတွေကပြောတာရှိရကွာမက်ဆီကိုကြည့်ပြီးသွားရင်နဲ့ရိုနယ်ဒိုပွဲကြီးအနှစ်သာရမရှိတော့ရိုနယ်ဒိုကစားတာအနှစ်သာရမရှိတော့ဘူးဆိုပြီးအဲ့လိုပြောတယ်ကွာအဲ့လိုပြောတဲ့အားနဲ့အပြစ်မပြောလို့အဲ့ဒါကိုကြိုက်တာချင်းမတူဘူးလို့ပဲကျွန်တော်သုံးလုံးကျင်တယ်ကွာငါတို့ကရိုနယ်ဒိုကစားတာကိုပိုကြိုက်တယ်ရိုနယ်ဒိုရဲ့ဒီကမ်းဘတ်တွေလုံးနိုင်စွမ်းနေငါတို့ဒါတွေကိုပိုကြိုက်တယ်ကွာမက်ဆီကစားတာအလိန်ခောက်တွေပါနေဘာစီလိုနာမှာတော့ဟုတ်ကောင်းဟုတ်နေမယ်ငါတို့ကျန်တဲ့အသင်းတွေမှာဆိုအဲ့လိုမျိုးပလာတာရိုက်နေလို့မရဘူးဆိုတော့ကျွန်တော်တက်တည်ပြ PSG မှာတက်တည်ပြခဲ့ပြီးကြောင်း highlight တော့လေးပဲကြည့်လင်လို့မရဘူးတပွဲလုံးကိုခြုံကြည့်လိုက်မက်ဆီကရိုနယ်ဒိုတဲ့ညံ့တယ်အညံ့တယ်